ကဲဒီနေ့လည်းပဲ English speaking တွေအသုံးဝင်တဲ့စကားစုတွေအတူလေ့လာမယ်နော်ကျွန်တော်လည်းခုမှစာပြီးလေ့လာမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်နဲ့အတူတူလိုက်ပြီးတော့လေ့လာလို့ရတယ်ကျွန်တော်နဲ့အတူတူနေ့တိုင်းအတူတူစာလာလုပ်လို့ရပါတယ်ကဲဒါဆိုလို့ရှိရင်စလိုက်ရအောင်တခုခုပေါ့အဲ့ဒီလိုပေါ့ကြတော့ something like that စိတ်ပူစရာမလိုပါဘူး no need to worry အတူတူပဲခါတိုင်းလိုပဲကြတော့ just the same ပြန်လာခဲ့မယ်ကြတော့ I'll be back ဘယ်လိုလဲဘယ်တော့မှလဲကြတော့ where to တနည်းမဟုတ်တနည်းကိုကြတော့ one way or another မနောင်းတဲ့ကိုကြတော့ no kidding အချိန်မီ anytime ပုံမှန်အတိုင်းပဲထုံးစံအတိုင်းပဲကိုကြတော့ same as usual ဘယ်အချိန်လောက်လဲကြတော့ about one တခုပေါ့အဲ့ဒီလိုပေါ့ကြတော့ something like that စိတ်ပူစရာမလိုတာကိုကြတော့ don't need to worry အတူတူပဲခါတိုင်းလိုပဲကိုကြတော့ just the same ပြန်လာခဲ့မယ်ကိုကြတော့ I'll be back ဘယ်လိုလဲဘယ်သွားမှလဲကိုကြတော့ဘယ်ကိုလဲဘယ်သွားမှလဲကိုကြတော့ where to တနည်းမဟုတ်တနည်းကိုကြတော့ one way or another မနောက်နဲ့ no kidding အချိန်မီ anytime ပုံမှန်အတိုင်းပဲထုံးစံအတိုင်းပဲကိုကြတော့ same as usual ဘယ်ချိန်လောက်လဲကိုကြတော့ about when ကျွန်တော်ရဲ့ English လိုရေးပြောကြည့်အောင် something like that no need to worry just the same I'll be back where to one way or another no kidding anytime same as usual about when something like that no need to worry just the same I'll be back where to one way or another no kidding anytime same as usual about when something like that no need to worry just the same I'll be back where to one way or another no kidding anytime same as usual about when ကျွန်တော်အင်္ဂလိပ်စာကိုကိုမှစာပြီးလေ့လာပါနော်ဒါကြောင့်မလို့ကျွန်တော်ပြောသွားတဲ့အထက်မှာအမားတွေပါသွားခဲ့မယ်ဆိုလို့ရှိရင်တော့တိတက်တက်တဲ့အတူတွေအနေနဲ့မြင်ခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်ကိုပြေးပေးကြပါမှားကြပေးကြပါလို့ကျွန်တော်မေတ္တာရပ်ခံချင်ပါတယ်နော်